နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာရေတပ်ဖွဲ့ရဲ့လေယာဉ်ငယ်တစ်စီးဟာပင်လယ်ကမ်းခြေနားမှာပြတ်ကျခဲ့တာကြောင့်အနည်းဆုံး6ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ထိုင်းရေတပ်ဖွဲ့လေယာဉ်ငယ်တစ်စီးဟာဖက်ချာဘူရီခရိုင်အနားယူအပန်းဖြေမြို့တော်ဟော်ဟင်းကမ်းခြေအနီးမှာစီရေးလေ့ကျင့်မှုအတွက်စမ်းသပ်ပြန်တန်းရာကနေဧပြီလ25ရက်နေ့မနက်ပိုင်းမှာပြတ်ကျသွားခဲ့တာလို့ထိုင်းသတင်းတွေကဆိုပါတယ်။အဲ့ဒီပြတ်ကျမှုကြောင့်ရေတပ်ဖွဲ့ဝင်9ယောက်သေဆုံးခဲ့ပြီးရေမှု1ယောက်ဟာလေဆေးရုံကိုပို့ဆောင်ထားစဉ်အတွင်းသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလေယာဉ်ဟာလေ့ကျင့်ရေးအတွက်လေထီးစင်းတပ်ဖွဲ့ဝင်တချို့ကိုတောရောက်ခေါ်ဆောင်ဖို့ပြန်တက်ပြီးမကြခင်မှာပြတ်ကျခဲ့တာလို့ဆိုပါတယ်။ထိုင်းအာဏာပိုင်တွေကလေယာဉ်ပြတ်ကျအပြီးကေဆေးရေးလုပ်ငန်းတွေကိုအမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ခဲ့တယ်လို့ပြောဆိုထားပါတယ်ရှင်။